မျက်လုံး6တယ်ဆိုတာကရေဓာတ်လိုအပ်နေလို့မဟုတ်ဘူးအစီကလန်းလေးတွေပိတ်နေလို့ပါဖုန်းတွေကြည့်များတယ် screen time တွေများလာတဲ့ခါကျတော့မျက်တောင်ခန့်နှုန်းကနည်းသွားတယ် aircon ခန်းထဲမှာအနေများတယ်နောက်ပြီးတော့အပြင်ဘက်က air pollution တွေကြောင့်မျက်လုံးထဲမှာရှိတင်ရှိထိုက်တဲ့မျက်ရည်တွေကတခဏလေးနဲ့အငွေ့ပြန်သွားရောဖြည့်ရှင်းနေရတော့3ချက်နံပါတ်1ချက်ကတာရှည်ခံစေးတွေမပါတဲ့မျက်စင်စေးကိုတစ်နေ့ကို2ကြိမ်ခတ်မယ်နံပါတ်2အချက်ကမိနစ်20ကြာတိုင်းပေ20ခန့်အကွာကိုစက္ကန့်20ကြည့်ရမယ်နံပါတ်3ချက်ကအိပ်ယာမဝင်ခင်ရင်နွေးဝတ်လေးနဲ့မျက်စိလေးကိုပိတ်ပြီးတော့9မိနစ်လောက်ဖိထားပေးပါပိတ်နေတဲ့ဂလန်လေးတွေပွင့်သွားရောဒီ3ချက်ကိုနေ့တိုင်း daily routine တွေကိုထည့်ပြီးတော့မှပြုလုပ်ကြည့်ပါတစ်ပတ်အတွင်းမှာမျက်လုံးလေးတွေအမြင်ကြည်လင်လာပြီးတော့မှတိတိတတ်တာတိုးတက်လာတာကိုတွေ့ရလိမ့်မယ်ဒေါက်တာပြောချင်တာကကိုယ့်ရဲ့ကျန်းမာရေးအတွက်ကဈေးကြီးရဲ့ product တွေသုံးနေစရာမလိုဘူး skin care ကိုဂရုစိုက်တယ်လို့မျိုးပဲကိုယ့်ရဲ့မျက်စိကျန်းမာရေးအတွက်လည်းဒေါက်တာပြောခဲ့တဲ့အချက်လေးတွေကိုလစ်လျူမရှုပဲတေချာပြုလုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်ဒီ steps တွေကိုမေ့မသွားရအောင်ဗီဒီယိုလေးကို save လုပ်ထားလိုက်နော်ကျမကတော့ beauty ရဲ့ aesthetic doctor ခင်တော်ရညိုပါနောက်ထပ်သိချင်တဲ့ကျန်းမာရေးဆိုင်ရာအချက်လက်လေးတွေကိုလည်း comment မှာမေးခဲ့လို့ရတယ်နော်